နေရတယ်လွဲကိုလွဲကွာတွေ့လို့ကတော့အဲ့ခွေးမလာတွေလမ်းကြီးမှလည်းအမြင်မြုပ်လိုက်တယ်ဟွာလေအောင်ကြီးလမ်းရောက်ပေါ်နေလို့ပေါ့ကွာနမဆိုဒီကောင်လေးအချုပ်ထဲကထုတ်မိဖို့စားဖြစ်တယ်ဒီကောင်သတင်းပါချသေးတယ်မတူးဆိုတော့ကောင်10နှစ်စိတ်တင်းအကျယ်မှာမဟုတ်လို့6တာဟမ်ဘာဘုရားကကောင်6တာပဲလား6တာပဲကြာဟာဟုတ်လို့လားမင်းရတယ်ဟုတ်လို့လားတေးကြလို့လားကိုကြီးစော့တယ်လားဟုတ်ဖို့တော့ကျွန်တော်လည်းပြင်သိနေတယ်ကြားတဲ့သတင်းကိုပြောပြတာစီရင်ချက်ချတော့သိရအောင်ထောက်လာတော့နဲတယ်ကွာဒါပဲမရှိဘူးဒီကောင်ကိုစရင်ချင်းတဲ့လုံယုံရေးတောင်ယူလို့ဖြစ်နေပြီဒါသာဖက်ထဲကတရားသူကြီးဆိုရင်ဒီကောင်ကိုပြည်ရန်ပေးအမုန်းတိအကြည့်ပြောဖြစ်တယ်ဟဲ့ဒီမှာလူကြီးစကားပြောတယ်ဘာလို့ဆိုမင်းစားတယ်လားလားမပြောနဲ့ကွာမင်းမပြောတတ်ဘူးလားသောတာမမရဲ့လူတကောအကြိုက်တစ်မျိုးကမင်းတော်ရဲတော့သေးတာပဲဟာငါရဲတော့မင်းငါအရေးကြောင့်သူများမပြောဘူးမင်းစကားပြောရင်စားတယ်ဘာလဲငါအောင်လာပါတော့မင်းတော်ပြောမင်းလည်းပါဒီမှာချိန်ခကြတော့စကားပြောရင်တင်ပြဖမ်းရတယ်ဒီမှာခါအောင်တော့စားနေတာကြားရမှာကောင်မလေးကသနာဖို့ကောင်းတာမင်းရမှုနဲ့ထောင်နဲ့လိုက်ပြီးဒီခွေးမလိုက်မင်းတတ်ချင်တာပြောငါပြတ်တာချာပြီးမင်းပြောမင်းတတ်မလားရောက်မင်းပြောမျိုးရကောင်မလေးကြုံသွားတယ်ဟာတောက်ရဲတဲ့နှုတ်နေတာပြီသူ့ရောက်ခွာကြနေတာပဲသူ့ရဲ့ထဲမှာဆုံးသွားရဆိုတော့သူရဲ့ခံစားရမှာပေါ့ကျွန်တော်လည်းမဟုတ်ငါတိုက်ခံစားလိုက်ဒီစကားနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြီးခဲ့တဲ့လပိုင်းနေတော့ဟို live တစ်ခုမှလည်းပြောဖို့သလိုဗီဒီယိုလေးတစ်ပုဒ်လည်းပဲလုပ်ပေးခဲ့ဖို့ပါတယ်ဒါကြောင့်မို့လို့ဒီစကားနဲ့ပတ်သက်ပြီးတော့ဒီဗီဒီယိုကတော့ဟိုတတိယမြောက်ဖြစ်ပါတယ်ကျွန်တော်ဒီစကားကိုတသက်မှတစ်ခါပဲကြည့်ခွင့်ရမယ်မြန်မာဟာလို့ဘာလို့ပြောလဲဆိုတော့ကျွန်တော်တို့တွေဟိုးအရင်တော့ကနေပြီးတော့အခုနောက်ပိုင်းကာလတွေကြီးတစ်လျှောက်လုံးမှာညာတော့နေအရင်တော့ကားတွေမှာပေါ့ဟိုတကယ်ကောင်းတဲ့မြန်မာဟာတွေအများကြီးရှိပါတယ်ဒါမဲ့လို့ကောင်းတယ်ဆိုတဲ့နေရာမှာတော့တစ်ခုနဲ့တစ်ခုကတော့ဟိုသူ့ပုံစံနဲ့သူပေါ့တစ်မျိုးစီကောင်းကြတာပေါ့ပုံတစ်ခါနဲ့တစ်ခါတော့မတူညီကြပါဘူးဒီကဘယ်လိုကောင်းလဲဆိုတော့ဟိုအဓိက main character တွေကတရုပ်ဆောင်အရန်ကောင်းပြီးအရန်ပြည်ပြင်းတဲ့ပုံစံမျိုးနဲ့ကောင်းတာဖြစ်ပါတယ်ဇလန်းစကွက်ကလည်းအဲ့လောက်ကြီးပြောရရှိတာမဟုတ်ပါဘူးတကယ်တော့အဲ့ခုနပြောဆိုအဓိက main character တွေကတရုပ်ဆောင်တွေကတော်တော်လေးကိုသူနေသူဟာနဲ့သူတမျိုးစီကောင်းလွန်ကြတော့စကားကိုခုလိုမျိုးပြောစမှတ်တွင်စရာစကားဖြစ်ကိုကြံနေရေးခဲ့စေတာပဲဖြစ်ပါတယ်နောက်ပိုင်းမှာဒီစကားကိုရိုက်ခဲ့တဲ့သူအရင်တော့ကလည်းတချို့တလေတော့ရှိပေမဲ့လို့ဟိုဘလို့မှတော့မမီပါဘူးဒါစမီရတဲ့လူတွေကတော့ဒါသူ့ဟာနဲ့သူခံစားမှုနဲ့သူပေါ့ဒါတွေကတော့ဟိုပြိုင်ညင်းရမယ့်အနေအထားမဟုတ်တော့ထဲ့မဲ့ပြောတော့ပါအောင်နောက်ပိုင်းနေကြတော့ရှင်လည်းဒီစကားကိုဟိုပြန်ပြီးရိုက်တာမျိုးတွေရှိလာခဲ့မယ်ဆိုရင်တော့မှပဲဘလို့မှမီဒီယာအကြောင်းလည်းရှိမယ်လို့ကျွန်တော်တော့မထင်ပါဘူးဒရိုက်တာမိုက်တီရဲ့အကောင်းဆုံးလက်ရည်ထဲမှာလည်းတစ်ခုဖြစ်ပြီးတော့ဦးကျော်ဟင်းရဲ့အကောင်းဆုံးကားရည်ထဲမှာဆိုလို့ရှိရင်ဒီကားကိုထည့်မယ်ပဲခက်လို့ရပါတယ်။ချားရောင်ရဲ့အကောင်းဆုံးကားရည်ထဲမှာဆိုလို့ရှိရင်ဒါတင်းကြီးပေါက်ပါပါတယ်။တို့ရဲ့အကောင်းဆုံးကားရည်ထဲမှာဆိုလို့ရှိရင်ဒီလိုပါပဲ။ဒါမျိုးတော့ရှစ်ပွဲရဲ့ဒါအကောင်းဆုံးဇာတ်ကားရည်ထဲမှာဆိုပို့လို့တော့ပါပါသေးတယ်။ဒါဇက်ကောင်ကြီးအကုန်လုံးကကြာရဇက်ရုပ်ကနေပြီးတော့အကုန်လုံးကဟိုတာဝန်ကြီးတာထက်ကိုလည်းပို့ပါတယ်။ဒီတစ်ခါကိုကြည့်ရတဲ့အနှစ်သာရကတော့တော်တော်လေးကိုဟိုတကားဆိုတကားစိုးသလောက်ပါပဲ။ဒါကြောင့်လည်းပဲဒီတကားကိုဟိုတသက်မှတစ်ခါပဲကြီးဝင်ရမယ်မြန်မာကားဆိုပြီးကျွန်တော်ရေးကြီးဖွင့်ရတာဖြစ်ပါတယ်။ကျန်တဲ့ကားကြီးတော့အဲ့လိုကြီးတော့မညွှန်ရပါဘူး။ဒီမိုက်ရှက်ကကန်းကုန်ဆိုတဲ့စကားလေးနဲ့ပတ်သက်ပြီးတော့ဒါကျွန်တော်ရဲ့ဒီတတိယမြောက်ပေါ့ကတ်အစီအစဉ်လေးကတော့ဒီလောက်ပါပဲ။ကြည့်ဘူးတဲ့သူတော်တော်များများလဲကျွန်တော်အခုပြောတာတွေကိုတော်တော်များများလက်ခံကြလိမ့်မယ်လို့ပြောလည်မိပါတယ်။ဒါဆိုတော့ကျွန်တော်တို့ဒီနေ့အတွက်ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။ကျွန်တော်တို့နောက်ထပ်ဗီဒီယိုလေးကြမှာပဲ။ပြန်လည်ဆုံတွေ့ကြအောင်ပါ။အားလုံးပဲကျေးဇူးတင်ပါတယ်။